လောကလူဟာပညာတတ်တာမတတ်တာနဲ့မဆိုင်ဘူးချမ်းသာတာပဲလေစဉ်းစားကြည့်လေဘာပညာမှမသိရသေးဘူးတထေးအိမ်သွားမွေးဒါချမ်းသာဘူးလားတထေးသားသမီးသွားဖြစ်ဘာပညာမှမသိရသေးခင်ကိုတထေးသားတော့ကြောက်ဦးသေးတယ်တထေးသားလေးလဲရင်မွေးတဲ့နော်ဆင်းရဲသားလေးလဲကြတော့မသိခင်ပုတ်နေတာပြောတာလူတွေအဲ့လိုပြောတာချမ်းသာတဲ့လူဆိုမင်းဒါမှကောင်းတာကျမ်းမာတယ်အားပေးလိုက်သေးတယ်အဆင်းရဲတဲ့လူလည်းလို့ရှိရင်မသိခင်ပုတ်လူချားတယ်တော့ပြောခံရတာနော်အမှန်တန်ရှိတာနဲ့မရှိတာအလုံးကွာခြားတယ်ဆိုတာပြောပြတူတူပဲလေပါထုသူ့လေကိုလေတူတူတချို့လေလူလောကမှာအိဆန်ရှိရညနာလိုက်ကြဒါတော့ဘာလူတမောလူလောကကအဲ့တိုင်းပဲအပညာမှမတတ်တဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းမဟုတ်ဝိုင်းလေးအဆက်မျက်နှာလေးဒီခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့ဒီကရကမတွေကချမ်းသာသွားအောင်လို့ဆိုတဲ့ business class ကတင်ပေးတာနော်အတင်ပေးတဲ့အခါကျတော့အလေးလေးမဲလေးမောင်တွေကပြုံးတာပဲအဲ့ဘုံဘုံကကိုယ်တတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲ့ဒီမှာလူတွေကကိုယ်ပြုံးပြတယ်ထင်တာကိုယ်ပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကကိစ္စရတော့ပါလေအဲ့ဒါကိုမထင်ပဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်ဟုတ်လားအစားပေးနိုင်ရင်ပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလက်တော့ကြည့်မှာမဟုတ်ဘူးအဲ့ဒါလောကကြီးမှာလူတွေကကိုယ်ပြုံးပြနေရင်အဲ့ဒါဘက်ဆိုင်ကိုပြုံးပြတယ်လို့သာအောင်းမိတ်